တောင်ငယ်လေးတစ်လုံးရှိတယ်သူကတနေရာမှာသွားထိုင်လိုက်တာအဲ့ဒီအချိန်မှာတခြားတောင်ကြီးသုံးလုံးကလည်းသူထိုင်နေတဲ့နေရာကိုရောက်လာကြတယ်ပထမတောင်ကြီးကသူ့ပတ်ဆက်ကိုဟပ်ပြလိုက်တော့အထဲမှာရေနံတွေအများကြီးပဲအဲ့ဒီရေနံကိုလက်နဲ့လုပ်ပြီးသူ့မျက်နှာပေါ်မှာနှက်ခမ်းမွေးပုံစံဆွဲလိုက်တယ်ဒါကိုကြည့်ပြီးကြံတဲ့တောင်တွေကလက်ခုပ်တီးကြတာပေါ့ဒုတိယတောင်ကြီးကပစပ်ဟလိုက်တော့အထဲမှာရွှေတင်ကားတွေအပြည့်ပဲအဲ့ဒီထဲကတရဘူးတစ်ခုကိုယူပြီးသူ့ကောင်းပေါ်ဆောင်းလိုက်တယ်သူ့သွားတွေကလည်းရွှေတွေနဲ့ပဲတတိယတောင်ကြကပစက်လိုက်တော့အထက်ကနေမိတောင်ချော်ရည်တွေထွက်လာတယ်။ဒါကိုတောင်ငယ်လေးကသဘောကျပြီးလက်ခုပ်တီးပေးတယ်။အဲ့ဒီနောက်တောင်ကြီးသုံးလုံးကတောင်ငယ်လေးစီလှည့်ကြည့်ကြတယ်။တောင်ငယ်လေးကသူ့ပစက်ထဲကအစီလေးတစ်စီကိုထုတ်ပြတာပေါ့။ဒါကိုတောင်ကြီးသုံးလုံးကဝိုင်းပြီးလှောင်ရကြတယ်။အဲ့ဒီအစီလေးကိုတောင်ငယ်လေးစီပြန်ပစ်ပေးပြီးလှောင်ပြောင်းနေကြတာတောင်ငယ်လေးလည်းစိတ်မကောင်းဖြစ်ပြီးအစီလေးကိုအဝေးကိုပစ်ထုတ်လိုက်တယ်။အဲ့ဒီနောက်တောင်ကြီးသုံးလုံးကအကြံတစ်ခုထုတ်ပြီးကောင်းကင်ကတိမ်တွေကိုစုလိုက်ကြတယ်။အဲ့ဒီမှာမိုးတိမ်မဲကြီးဖြစ်ပြီးတောင်ငယ်လေးပေါ်ကိုပဲမိုးတွေတအားရွာချလိုက်တာတောင်ငယ်လေးဟာတညလုံးမိုးဆိုပြီးစိတ်တက်ကြနေခဲ့တဲ့နောက်တော့သူကတွေးလိုက်တယ်ငါသာဒီတောင်ကြီးတွေထက်ပိုကြီးသွားရင်ငါ့ကိုဘယ်သူမှလာနောက်ရှက်လို့မရတော့ဘူးပဲပြီးတော့သူစွန့်ပစ်လိုက်တဲ့အစီလေးကိုပြန်ရှာပြီးပါစက်ထဲထည့်လိုက်တယ်နောက်တနေ့မနက်မှာတော့တောင်ငယ်လေးရဲ့ပါစက်ထဲမှာအမြင့်တွေအများကြီးထွက်လာတယ်သူကကြောက်လမ်းတကြားနဲ့တောင်ကြီးသုံးလုံးကိုလှမ်းကြည့်မိတယ်အဲ့ဒီအချိန်မှာပဲအပင်ရဲ့အစိတွေအများကြီးသူ့ပေါ်ကိုကျလာပြီးတောင်ငယ်လေးတစ်ကိုယ်လုံးကိုဖုံးအုပ်သွားတော့တာပေါ့တောင်ကြီးသုံးလုံးလည်းဘာဖြစ်တာလဲဆိုပြီးကြောင်ကြည့်နေတော့မှပဲတောင်ငယ်လေးစီကိုရှင်လေးတစ်ကောင်ရောက်လာတယ်ရှင်လေးကတောင်ကြီးတွေကိုစူပူချင်းမောင်းပြီးတောင်ငယ်လေးကိုအစိလေးတစ်စိပေးလိုက်တယ်တောင်ငယ်လေးမောကြည့်လိုက်တဲ့အခါမှာတော့သူ့အပေါ်မှာတစ်ပင်ကြီးတစ်ပင်ပေါက်နေတာကိုတွေးလိုက်ရတယ်အဲ့ဒီတစ်ပင်ကြီးကတောင်ကြီးသုံးလုံးထက်တောင်ပိုပြီးကြီးမားနေပါတော့တယ်